အပိုင်း30မှာခွဲစိတ်မှုအောင်မြင်သွားပြီးနေပြန်ကောင်းလာတဲ့ Rock Lee က mission ထဲကိုရောက်လာခဲ့ပါတယ်။ပြီးရဲ့နောက် Naruto ကို Sasuke နောက်လိုက်ဖို့ပြောပြီးဒီလူကိုသူ့တာဝန်ထားလိုက်ဖို့ပြောပါတယ်။ Naruto ကလည်း Kimimaro ရဲ့အယိုးတွေကိုသတိထားဖို့ပြောပြီး Rock Lee ကသူဒီလူကိုနိုင်အောင်ချမှာဖြစ်တဲ့အတွက်ဘာပဲဖြစ်ဖြစ် Sasuke ကိုပြန်ရအောင်ခေါ်ခဲ့မယ်ဆိုတဲ့ Sakura ကိုပေးခဲ့တဲ့ဂတိအတိုင်းလုပ်ဖို့ပြောလိုက်ပါတယ်။ Kimimaro က Naruto ကိုထွက်သွားခွင့်မပေးဘဲအယိုးသားနဲ့တိုက်ခိုက်တာကြောင့် Lee ကဝင်တာပြီး Kimimaro ကိုတိုက်ခိုက်ပါတယ်။ကိုနိုဟာဆေးုံပေါ်မှာတော့ Sasuke ကိုလိုက်ခေါ်တဲ့ mission ကဂန်တွင်းတွေလုံနိုင်မှာမဟုတ်တာကြောင့်သူတို့ဂျုံတွင်တွေစုပြီးလိုက်သွားဖို့ဂန်မာကပြောပါတယ်။ဆူနာတေကတော့ Orochimaru လာတိုက်ကလေးကရွာကအင်အားနည်းနေရကြောင်းရွာမှာရှိတဲ့နေညာတွေကိုအန်နီရတစ်ခုခုဖြစ်လာရင်ကာဝယ်ဖို့အတွက်လှုပ်လို့မဖြစ်ပဲ Orochimaru လက်ထဲကိုလည်း Sharingan ထည့်ပေးလို့မဖြစ်တဲ့အတွက်သူလှုပ်တင်တာကိုလှုပ်ထားပြီးဖြစ်ကြောင်းဆူနာတေကပြောပါတယ်။အဲ့အချိန်ဂိုင်းဆန်ဆယ်ကအလောတကြီးပြန်ရောက်လာပြီးလီရဲ့ခွဲစိတ်မှုဘလို့ဖြစ်သွားလဲဆိုပြီးမေးပါတယ်။ခွဲစိတ်မှုအောင်မြင်တဲ့အကြောင်းနဲ့အခုလောလောဆယ်တော့နားနေရအောင်မဲ့အကြောင်းပြောနေချိန်ဆေးရုံမှာ Rock Lee မရှိတော့ဘူးဆိုတဲ့သတင်းကိုကြားလိုက်ရပါတယ်။တစ်ဖက်မှာလီကတော့ Kimimaro နဲ့သူတပြန်ကိုတပြန်ချနေပြီးဆေးရုံမှာတော့လီက mission နဲ့လိုက်သွားတာကြောင့်ဆူနာတေကပောက်ကွဲနေပါတယ်။အဲ့ဒါအပြင်ဆေးပလင်းနဲ့ဆူနာတေရဲ့အရက်ပလင်းကိုမှားယူမိသွားတယ်လို့ပြောတဲ့အချိန်ဂိုင်းဆန်ဆယ်ကလန့်သွားပြီးလီကအရက်နဲနဲတောင်းမိရင်တော့ပောက်ကရတွေဖြစ်သွားတယ်လို့ပြောပါတယ်။လီရဲ့ကန်ချက်တွေကတိကျပေမဲ့ Kimimaro ကလည်းခေသူမဟုတ်တာကြောင့်လီရဲ့တိုက်ကွက်တွေကိုရှောင်နိုင်နေပါတယ်။တိုက်ခိုက်နေရင်လီကရုတ်တရက်ရက်ဖို့ပြောလိုက်ပြီးသူဆေးတောက်ရမယ့်အချိန်ဖြစ်တာကြောင့်ခဏလောက်ဆောင်ပေးဖို့ပြောပါတယ်။ဒီ Lotus တိုက်ကွက်ကိုစတင်တက်မြောက်သွားတော့ဂိုင်းဆန်ဆယ်ကဂုံပြူတဲ့အနေနဲ့စားတောက်ဆိုင်ကိုခေါ်သွားခဲ့တဲ့နေ့မှာရေနဲ့ဂိုင်းရဲ့အရက်ကိုနည်းနည်းလောက်မှားတောင်းမိသွားခဲ့ပါတယ်။ပြီးရဲ့နောက်လီကဆိုးဆိုးရရမူသွားပြီးတဆိုင်တော့အရက်မူတိုင်းနဲ့ရှောက်ချတယ်လို့ဂိုင်းဆန်ဆယ်ကပြောပါတယ်။တစ်ဖက်မှာဆေးတောက်လိုက်တဲ့လီကလည်းအရသာတစ်မျိုးဖြစ်နေတာကိုသတိထားမိပြီးဒဗလင်းလုံးတောင်းမိလိုက်တာကြောင့်အနှဲငယ်ရိုင်းတိုင်တိုင်စဖြစ်လာပါတယ်။ပြီးရဲ့နောက် Kimimaro ကိုတော့မှတ်မိတော့တဲ့အထိမူသွားပြီးတစ်ဖက်ကကိုနိုဟာဂန်နွန်တွေကလည်းဂျင်းနဲ့ချက်ထဲရောက်နေကြက Naruto ကတော့ Sasuke နောက်ကိုလိုက်နေပါတယ်။လီကတော့မူးနေရင်သူ့ကိုဘူးကြည့်နေတဲ့ Kimimaro ကိုစတင်ပြီးလိုက်ပြင်းပါတယ်။လီရဲ့တိုက်ခိုက်ချက်တွေကတိတိတတ်တာမြန်ဆန်လာပြီး Kimimaro ကတော့ဆေးထဲမှာဘာတွေပါလို့လဲလို့တွေးနေတော့လီကမူးလဲပြီးအိပ်ပျော်သွားပါတယ်။ဒါပေမဲ့အနားကပ်သွားတဲ့အချိန်ရုတ်တရက်ထလာပြီး Kimimaro ကိုကန်လိုက်ပါတယ်။အိတ်နေရထင်ရပေမဲ့တကယ်အိတ်နေတာမဟုတ်ဘူးလို့ပြောရင်နောက်တစ်ခေါက်ပြန်အိတ်သွားပါတယ်။အဲ့လိုနဲ့အနားကပ်တဲ့အချိန်ပြန်ထလာပြီးဒီလိုနေရာမျိုးမှာသူ့ကိုအိပ်ပျော်နေမှထင်မှားသွားလိုက်မယ်လို့ပြောပြီးသူ့ကိုယ်သူဒီနေရာကိုဘာလို့ရောက်နေလဲဆိုတာကိုပါမေ့သွားပါတယ်။ Kimimaro ကတော့ပလင်းကိုကောက်ကင်ကြီးလိုက်တာကြောင့်အရက်တွေမှန်းသိသွားပြီး Rock Lee မူးနေတယ်ဆိုတာကိုပါသိသွားပါတယ်။ Shikamaru ကလည်းတာယူရနဲ့တန်းလန်းကြီးတိုင်ပတ်နေပြီးKibaကတော့ချောင်းထဲကနေကုန်းပေါ်ကိုပြန်တက်လာခဲ့ပါတယ်။ Kimimaro ကအိပ်ပျော်နေတဲ့လီကိုအေးအေးဆေးဆေးတက်ဖို့လုပ်ပေမဲ့အုံမခွက်ကိနဲ့ကောင်ကအိပ်ပျော်နေရင်အောင်ရှောင်နေပြီးဓာတ်ကိုခြေထောက်နှစ်ဖက်နဲ့ညှက်ထားပါတယ်။ပြီးရဲ့နောက် Kimimaro ကသူ့ဘလို့တိုက်တစ်ချက်မှမထိရကြောင်းအံ့ဩနေပြီးသူအိပ်နေတာကိုလာနောက်ရှက်လို့လီကပြန်တီးလိုက်တာကြောင့်အတီးကြီးတိုက်နေတဲ့ Kimimaro လည်းတိုင်ပတ်နေပါတယ်။အရက်မူးတိုင်းဆိုတာကမူးလေကျန်းလေးဖြစ်ပြီးလီစားတောက်ဆိုင်မှာတောင်းကျန်းငယ်တုန်းကနည်းနည်းလေးတောက်မိတာဖြစ်တဲ့အပြင်ဂိုင်းဆန်ဆဲနဲ့နဲကြီးတောင်မနှဲထိန်ရတဲ့အခြေအနေဖြစ်ပါတယ်။တကယ်တမ်းတိုက်ခိုက်မယ်ဆိုရင်တော့ဂိုင်းဆန်ဆဲရနိုင်ပေမဲ့သူ့တပည့်ကိုမထိခိုက်စေချင်တာကြောင့်အသေးအတန်ထိန်ခဲ့ရပြီးအဲ့ဒါကအရက်လေးတစ်ခွက်တောက်ခဲ့မိလို့ဖြစ်ပါတယ်။အခုလိုဒဗလင်းသုံးတာတောက်မိရင်တော်တော်ဆိုးသွားနိုင်ပေမဲ့ဆေးရုံဆင်းကလာသူ့ခန္ဓာကိုယ်ကလည်းအများကြီးတံမခံနိုင်တာကိုဆူနာတွေကစိတ်ပူနေပါတယ်။ brother က Facebook ကပဲဖြစ်ဖြစ် YouTube ကပဲဖြစ်ဖြစ်ဒီဗီဒီယိုကြည့်နေရဆိုရင်ကျွန်တော်အတွက်အနည်းဆုံးတော့ like တစ်ချက်နဲ့ comment တစ်ခုခုအဆင်ပြေရလေးမှန်းငယ်ပေးဖို့တောင်းဆိုချင်ပါတယ်။သဘောကျရင်တော့ share လေးနဲ့ပါကူညီသွားလို့ရပါတယ်။ Kimimaro ကတော့အရက်မူးတိုင်းကိုပထမဆုံးမြင်မှုတာကြောင့်အံ့ဩနေပြီးအဝေးကနေပြေးလာတဲ့လီကလည်းခလုတ်တိုက်ကချော်လဲသွားပါတယ်။ပြီးရဲ့နောက်သူချော်လဲတာ Kimimaro ကြောင့်ဆိုပြီးဗလိုင်းကြီးထတီးပြန်ပါတယ်။လီရဲ့တိုက်ခိုက်ချက်တွေကပိုပြီးမြန်လာတဲ့အပြင်မူးနေတဲ့အတွက်ခံမှန်းရလဲခတ်နေရကြောင်းတိုင်ပတ်နေပါတယ်။ Kimi တော့ထောင်ရင်ခြေထောက်နဲ့တောင်ကန်နေရကြောင်း Kimimaro ကကမဲလီယာတိုက်ကွက်နဲ့ဒရက်ဆက်ထိုးပေမဲ့လီကိုတစ်ချက်မှမထိပဲအန်အောလောက်စီယာဟန်ချက်ထိန်းနိုင်စွမ်းတဲ့အတူ Kimimaro ကိုထိထိမိမိပြန်တိုက်နိုင်လိုက်ပါတယ်။အဲအကြောင်း Kimimaro လည်းကျိန်စာအမတ်ကိုဖွင့်လိုက်ပြီးသူ့ရဲ့အယိုးတွေနဲ့တိုက်ဖို့လုပ်ပါတယ်။လီကတော့သူမမူးလို့ပြောနေရင်ထက်ချပေမဲ့ခန္ဓာကိုယ်ရဲ့နေရာအနှံ့ကနေထွက်လာတဲ့အယိုးတွေကြောင့်ဒဏ်ရာရသွားပြီးအယိုးတွေကိုလိုသလိုထိန်းချုပ်နိုင်စွမ်းကသူ့ရဲ့မွေးရပါအစွမ်းကခဲကန်းကိုင်းဖြစ်တယ်လို့ Kimimaro ကပြောပါတယ်။ Shikamaru ကလည်းတဖြည်းဖြည်းချာကရာကုန်လာတာကြောင့်အကြံထုတ်နေပြီးစာကုံကတော့ Kiba နောက်ကိုထက်ချက်မကွာလိုက်လာတာကိုသတိထားမိသွားပါတယ်။လီကတော့ဒဏ်ရာကြောင့်အမူးပြေသွားပြီးပုံမှန်လူတွေမှာအယိုးပေါင်း200ကျော်ရှိပေမဲ့သူကတော့မတူပဲအယိုးထဲမှာပါတဲ့ကယ်ဆီယမ်ဓာတ်ကိုတောင်ထိန်းချုပ်နိုင်ကြောင်း Kimimaro ကပြောပါတယ်။လီကတော့အယိုးဆိုတာချိုးရင်ကျိုးတယ်ဆိုပြီးချပေမဲ့မာကျောလာတဲ့ Kimimaro ရဲ့အယိုးတွေကြောင့်တိုက်ပွဲရဲ့ serious ပြန်ဖြစ်သွားပြီးအနားရောက်လာတဲ့လီကိုထင်းချူကားကွက်နဲ့တိုက်လိုက်တာကြောင့်လီကအတော်လေးအထိနာသွားပါတယ်။ Shikamaru ကတော့တယောက်ယောက်လာခဲ့ရင်ကောင်းမယ်လို့တွေးနေပေမဲ့အာဆုမတုံးကလုံးမဖြစ်နိုင်တာကြောင့်ဘာလို့ရမလဲစဉ်းစားရင်တိုင်ပတ်နေပါတယ်။ Kiba ကတော့သူ့ကိုတတ်ဖို့လာနေတဲ့စာကုံရဲ့အနက်ကအဝေးရောက်သွားတာကြောင့်စိတ်အေးနေတဲ့အချိန်အနားမှာသူ့ရဲ့အင်ကြီးကိုဝစ်ထားတဲ့ဥကုံကရောက်နေပါတယ်။သူအမြဲရနေတဲ့သူ့ရဲ့ကိုယ်နှံပါတဲ့အင်ကြီးကြောင့်သတိမထားလိုက်မိတာဖြစ်ပြီးဥကုံကသူ့ကိုတတ်ဖို့ခုနိုင်အောင်ထုတ်လိုက်ပါတယ်။လီကတော့လဲနေရပြန်ထလာပြီး Naruto အတွက်တက်နိုင်နေမြအချိန်ဆွဲပေးရမှာဖြစ်တာကြောင့်သူ့ရဲ့ခန္ဓာကိုယ်ကနလန်ထခါစားမှုအစင်တင်းမဖြစ်သေးပေမဲ့ဂိတ်တော် open နဲ့အဖွင့်ဂိတ်တစ်ခုကိုတုံးလိုက်ပြီး Lotus ကြာပန်းတိုက်ကွက်နဲ့တိုက်ဖို့လုပ်ပါတယ်။ဒါပေမဲ့ကန်ချက်တွေကို Kimimaro ကအယိုးတွေနဲ့တားလိုက်တဲ့အတွက်လီရဲ့ခြေထောက်ကညက်နေပြီး Rock Lee, Kiba နဲ့ Shikamaru တို့ကရန်သူတွေတတ်တာကိုခံကြရတော့မှာဖြစ်ပါတယ်။ဒါပေမဲ့အဲ့အချိန်နေရာ3ခုလုံးမှာတပြိုင်နက်အကူအညီတွေရောက်လာကြပြီး Shikamaru, Rock Lee နဲ့ Kiba တို့ကအသက်ဘေးကနေလွတ်မြောက်သွားကြပါတယ်။
သူတို့ကတော့ကိုနိုဟာရွာရဲ့မဟာမိတ်တွေဖြစ်တဲ့တဲရွာရဲ့ရှင်နိုဘီဂါရာခန်ကူရိုနဲ့တဲမာရီတို့ဖြစ်ကြပါတယ်ဒါကတော့အပိုင်း30ဖြစ်ပြီးအပိုင်း31ကိုနောက်နေ့မှတင်ပေးသွားမှာမို့လို့ like share comment နဲ့ YouTube မှာလည်း subscribe လေးတွေလုပ်ပြီးအားပေးခဲ့ကြဖို့တောင်းဆိုချင်ပါတယ်